မမချမ်းရဲ့ဖြော်ရည်ဒုတ်ကလေးဖြစ်တီလာပုံကိုပြောပြပါမယ်ရှင်ဘာလို့လဲဆိုတော့ကျမကလေးတွေကိုပူလို့ဆိုပြီးတော့ BBN တစားလေးတွေကိုတောက်ဖို့ပေးတယ်ဘယ်သူမှ BBN တစားကြီးပဲတောက်ရမယ်ဆိုမတောက်ဘူးတဲ့အဲ့ဒါနဲ့မမချမ်းလည်းအကြံထုတ်လိုက်တယ်လေဒီမှာဒီလို BBN တစားလေးတွေကိုထည့်တယ်ပြီးတော့ဒီနေ့ကတော့တံမြာရတာပေါ့ရှင်ဒါလေးနဲ့ရေ10လီတာထည့်ပြီးဖြော်လိုက်ရင်ဖြော်ရည်ဖြစ်သွားပါပြီရှင်ကဲဒီမှာရေ10လီတာထည့်လိုက်ရင်ဖြော်ရည်တစ်စုံဖြစ်သွားပါပြီရှင်မမချန်တို့ကတော့ဒါအများရန်ဖြော်နေကြဖြစ်နေတော့လက်မန်းနဲ့ပဲချလိုက်တယ်ကွာချစ်လေးတို့ကတော့ရေတံဘူး10ဘူးနဲ့ချိန်ပေါ့ရေတံဘူး10ဘူးစာချိန်လိုက်ဒါတော့မမချန်ထပ်ပြီးတော့အပူဆောင်ထည့်တာပေါ့ကွာဒါလေးကစေးကလမာလို့ခေါ်တယ်ဒါတစ်ပင်ကနေတော့ထွက်တာဒါလေးပါထည့်လိုက်ရင်ကလေးတွေကဒါဟိုအပြင်ထွက်ရတဲ့ကလေးတွေဆိုရင်စီးအောင်တာတွေဘာတွေမဖြစ်အောင်ဒါမမချန်ထက်ထည့်ပေးတာဒီတိုင်းစေးကလမာဖြော်ရည်တိုက်ရင်လည်းမတောက်ကြပြန်မှုရှင်ကျမကလေးတွေကကဲကိုဖြော်ကိုတောက်တမယာရတာလေးလန်းဆန်းသွားတာပါပဲ